မင်းငယ်တော့အတိတ်တဲ့နှလုံးထဲနဲ့အတွေးတွေရှိနေရတယ်မင်းငယ်အတိတ်ဆိုတာကိုယ့်အတိတ်ပဲဖြစ်ဖြစ်တခြားသူအတိတ်ပဲဖြစ်ဖြစ်ကိုယ်ဆန္ဒရှိသလောက်အချိန်ချင်းပြန်မှတ်ခွင့်ရှိသောအိမ်မက်ရှိကြီးတဲ့မင်းငယ်ရေအတိတ်တွေကမှန်ခဲ့တာပဲဖြစ်ဖြစ်မှားခဲ့တာပဲဖြစ်ဖြစ်ပြန်ပြေလို့မရနိုင်တဲ့အဖြေလာတွေပဲမဟုတ်လားကွယ်ကိုကမင်းငယ်ရဲ့စနေရှိလေးအကြောင်းနှကန်းချွန်ချွန်လေးအကြောင်းအိမ်မက်မှတ်တယ်မင်းငယ်ကကိုယ့်ရဲ့တိတ်ခါးကားတွေကိုအိမ်မက်မှတ်တယ်ကိုနဲ့မင်းငယ်ဟာကိုယ့်အိမ်မက်နဲ့ကိုဆင်းရဲပူလောင်နေရတာပါကွယ်ကိုကမင်းငယ်ရဲ့အတိတ်တွေကိုခွင့်လွှတ်ခြင်းဆိုတဲ့ဥယျာဉ်ထဲမှာမျိုးစေ့ချရတာပါမင်းငယ်အတိတ်ဆိုတဲ့အစိတ်အသီးကိုမင်းငယ်ရဲ့ဥယျာဉ်ထဲမှာစိုက်ပျိုးမိခဲ့လေသလားကွယ်အတိတ်တွေငွေ့ရီဖွဲပြီးပြန်ရွာချတိုင်းကိုနဲ့မင်းငယ်ချစ်တွေကနေမကောင်းဖြစ်နေခဲ့ရတာပါကွယ်မင်းငယ်လည်းကိုကိုချစ်တယ်ကိုလည်းမင်းငယ်ကိုချစ်တယ်အတိတ်တွေကိုကိုတို့တွေတကယ်နားလိုက်ကြတဲ့ပုံစံမျိုးနဲ့နားလေပြလိုက်ကြရအောင်ပါကွယ်မင်းငယ်ရေဒိတ်ဆိုတဲ့အစိတ်ပင်ကိုခွင့်လွှတ်ခြင်းနားလေခြင်းဆိုတဲ့ဓာတ်သွားများနဲ့ခုတ်ပြလိုက်ရအောင်ပါနော်ကိုတို့ရဲ့အချစ်သစ်ပင်လေးစိန်လန်းနေစေဖို့မင်းငယ်ရေအဒိတ်ဆိုတဲ့အိမ်မက်ရှိတွေကနိုးထားခဲ့လိုက်ပါတော့ကွယ်ငတ်တဲ့